မင်္ဂလာပါဆရာစတီဗန်ရှင် ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ ဟုတ်ကဲ့ပါရှင်ဆရာပေါ့နော်အခုတလောအလုပ်တွေများရှုပ်နေလားမသိဘူးရှင် အလုပ်ကတော့မရှုပ်ဘူးလို့လည်းပြောလို့ရတယ်ရှုပ်တယ်လို့လည်းပြောလို့ရတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့နွေရာသီအတွက်နွေရာသီတင်နန်းတွေအတွက်ကြော်ညာလေးတွေရေးတယ်ကြော်ညာလေးတွေရိုက်တယ်ဒါပေါ့နော်အဲ့လိုဟာလေးတွေလည်းရှိတယ်ပြီးတော့ခုဟလာနောက်မက်ဖြန်ညနေဒီဟလာ New Year Night New Year Night ဆိုလို့ရှိရင်ဘယ်လိုမျိုးပျော်ရင်ကောင်းမလဲပေါ့ဒါလေးလည်းစဉ်းစားပြီးတော့ဆရာမလေးပေါ့နော်ဒီနေ့ကုန်လို့ရှိရင်ကျင်းပနေမြဲဖြစ်တဲ့ step party ပုံစံမျိုးလေးကျင်းပပြီးတော့ဘုံဘိုးလေးပါလေးပေးတာပေါ့အဲ့ဒါအတွက်လည်းစီစဉ်တာပါဆိုတော့ရှုပ်တယ်လို့လည်းပြောလို့ရတယ်မရှုပ်ဘူးလို့လည်းပြောလို့ရတယ်ဟုတ်ကဲ့ပါရှင်နောက်ပြီးတော့ပေါ့နော်အခုဆိုရင်ဒီ SI ရဲ့နေ့စဉ်ကျင်းပနေကြဖြစ်တဲ့ဆရာဆရာမထုကျွန်စုကလည်းပြီးတော့မှဖြစ်တယ်ပေါ့နော်ဆိုတော့ဒီစုလေးနဲ့ပတ်သက်ပြီးတော့ဆရာကိုအနေငယ်လေးမေးခွင့်ပြုပါရှင်ဟုတ်ကဲ့မေးပါခင်ဗျာဟုတ်ကဲ့ပါရှင်ဆရာအနေနဲ့ပေါ့နော်ဒီနှစ်စဉ်နဲ့တိုင်းဒီဆရာဆရာမထုကျွန်စုတွေကိုပေးအပ်ရတဲ့ရည်ရွယ်ချက်ကလေးကိုတစ်ချက်လောက်သိခွင့်ရှိမလားမသိဘူးနော်ပေးရတဲ့ရည်ရွယ်ချက်ကတော့သူတို့တစ်နှစ်လုံးပေါ့နော်စူးစမ်းလာတယ်အဲ့ဒီစူးစမ်းတာလာတာလေးတွေကိုအတိပတ်ပြုတဲ့အနေနဲ့ပေါ့နော်ဒါ bonus လေးတွေပေးတဲ့သဘောပါပဲဘာမှ trade ထူးတော့မဟုတ်ပါဘူးဒါလုပ်ငန်းတိုင်းမှာလည်းအဲ့လိုမျိုးပေးလိပေးထားရှိတယ်လေအဲ့တော့ကိုလုပ်ငန်းကလည်းဒီလိုမျိုးပေးမယ်ဆိုပြီးတော့လောက်လာလိုက်တာဒီ COVID-19 ပြီးကြတဲ့ကအဲ့အစီအစဉ်လေးစလုပ်ဖြစ်တာဆိုဒီနှစ်ဆိုလို့ရှိရင်9နှစ်မြောက်ပေါ့နော်9နှစ်မြောက်အဲ့လိုမျိုးပေါ့ဒီတင်နန်းတက်တန်းပေါ့နော်10နှစ်ကြော်မှာဒါဆရာမတွေကိုစုပေးလာတာ9နှစ်မြောက်ပြီးတော့ပေါ့နော်အခုဆိုရင်ဒီ SIN school မှာကဒီတွေ့ကြုံရှိရဆရာဆရာမတွေလည်းရှိတယ်ပြီးတော့ assistant teacher တွေလည်းရှိရပေါ့နော်ဒီဆရာဆရာမတွေရဲ့ personal development လေးနဲ့ပတ်သက်ပြီးတော့ဆရာအနေနဲ့ဘယ်လိုမျိုးစီစဉ်ထားတာလေးများရှိလဲမသိဘူးရှင်အဲ့ဒါလေးတွေကတော့နှစ်စဉ်နှစ်တိုင်းရှိတယ်ပေါ့နော် personal development နဲ့ပတ်သက်ပြီးတော့သူတို့ teaching methods နဲ့ပတ်သက်ပြီးတော့နှစ်စဉ်နှစ်တိုင်းလင်းတင်လို့ပေါ့ကျွန်တော်တို့သင်တန်းလေးတွေပေးတယ်လိုအပ်တဲ့သင်တန်းလေးတွေပေးတယ်သင်တန်းတက်ပြီးသားသူတွေဆိုလို့ရှိရင်လည်းအတိတ်သင်ယူနိုင်ဖို့ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်တည်ပြီးသားဟာတွေကိုထပ်တည်ဖို့အတွက်ဆိုပြီးတော့ကျွန်တော်တို့ moment သင်တန်းလေးတွေပေါ့နော်အဲ့လိုဟာမျိုးလေးတွေကိုလည်းကျွန်တော်တို့ပေးလေရှိတယ်ပေါ့တခြားတယောက်အနေနဲ့စာတင်တဲ့ရုပ်လည်းမရဘူး knowledge ပိုင်းကလည်းပြေးသွားတယ်ပြီးတော့သူတို့ဆရာဆရာမလို့ပြောလိုက်တဲ့ခါတိုင်းပေါ့နော်ဆရာဆရာမဆိုတဲ့နာမည်ဂုဏ်ဘုံနဲ့တည်တဲ့ knowledge တွေရှိတိုက်တဲ့ personality ပေါ့နော်သူရဲ့ကိုယ်ကြီးကိုယ်သွေးတွေရှိအောင်တင်တန်းလေးတွေကတော့အများအားပို့ချနေတယ်ညာတော့အဖြစ်ဆရာဆရာမတွေကဒီကြောင်းမှာနေဒီကြောင်းမှာဒီကြောင်းမှာစားဆိုတာဖြစ်တဲ့အတွက်လေအခါလေးမှာတင်နန်းဆိုတဲ့ပုံစံမျိုး formal ပုံစံသွားတာမျိုးပုံပဲနေပေါ့နော်အခုလိုမျိုးစကားလက်ဆောင်ကြအိမ်မတက်နဲ့လေပြောတင်တာတွေကို informal ပုံစံမျိုးတကယ်ချင်းလိုမျိုးပြောပြသွားတာတွေလည်းအများကြီးရှိတာပေါ့ဟုတ်ကဲ့ပါရှင်နောက်ထပ်မေးခွန်းတစ်ခုအနေနဲ့ပေါ့နော်ဒီ2025ရဲ့အထူးကျွန်ဆုံးဆရာဆရာမစုနဲ့ပတ်သက်ပြီးတော့ဒီဆရာဆရာမတွေရဲ့ဒီရင်သွင်းရစကားတန်လေးတွေကိုလည်းမိခဲ့ပြီးဖြစ်ပါတယ်ရှင်ဆရာအနေနဲ့ကြတော့ပေါ့နော်ဒီစုနဲ့ပတ်သက်ပြီးတော့ဆရာဆရာမတွေကိုပေးအပ်ဖို့ဘယ်ဆရာဆရာမကိုပေးအပ်မလဲဆိုတာကိုရွေးချယ်ပြီးပြီလားဒါမှမဟုတ်ဘယ်လိုမျိုးစုလေးတွေကိုပေးဖို့စဉ်းစားဆုံးဖြတ်ထားလဲဆိုတာလေးကိုလည်းသိချင်လို့ပါရှင်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီစုကိုပေးလာတာဆိုရင်ပေါ့နော်ကိုဗစ်ဖြစ်ပြီးကြရပေါ့အဲ့အလုံးပေါင်းဒီနှစ်ကိုပေးမယ်ဆိုရင်တော့9နှစ်ရှိပေါ့အဲ့တော့အမှန်တော့ဒီနှစ်ကိုမလုပ်တော့ဘူးလို့စဉ်းစားထားတာပေါ့နော်ဒါပေမဲ့နှစ်စဉ်ထိမ့်မှတ်ကလေးအနေနဲ့လုပ်မယ်ဆိုပြီးတော့ပေါ့နော်နှစ်စဉ်ဒီပွဲလေးကိုကျင်းပတယ်ဆိုပေမဲ့ကျွန်တော်တွေ့ကြုံကပြောရလို့ရှိရင်တကယ်ထူးချွန်တဲ့ဆရာမကျတော့နှစ်စဉ်တစ်တိုင်းရှိချင်မှရှိတယ်ဒါပေမဲ့လည်းသူတို့တစ်နေ့လုံးကြိုးစားလာတာကိုတိမှတ်ပြုတဲ့အနေနဲ့ဒါ bonus ဆိုတဲ့ပုံစံလေးနဲ့ကျွန်တော်တို့ကမုံမိုးလေးတွေပေးမယ်ပေါ့ဒါတော့မှဒီနှစ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ bonus ကိုလည်းလူတိုင်းကိုမပေးတော့ဘူးပေါ့နော်ဟုတ်လားရတဲ့သူရမယ်ပေါ့မရတဲ့သူကြတော့လည်းလုံးဝမရဘူးပေါ့အဲ့လိုမျိုးလေးပုံစံတစ်မျိုးဖြစ်အောင်စီစဉ်ထားတယ်ပေါ့ဟုတ်ပြီနော်တခြားရင်တော့ကပေးခဲ့တဲ့စုလေးပါတွေကကြတော့ကျွန်တော်တို့ဒီနှစ်မှာမပါဘူးပေါ့နော်မပါဘူးဒါလည်းအကုန်လုံးကတော့တခြားတန်းကနေတစ်စင်တခြားပြောထားပြီးပြီပေါ့နော်ပွဲတောင်မလုပ်ဘူးလို့ပြောထားတာပေါ့နော်ဒါပေမဲ့ပွဲလေးကတော့နှစ်စဉ်ပေါ့နော်လောက်လိုက်မယ်ပေါ့အဲ့လိုမျိုးဒါလည်းဘာလို့လဲဆိုတော့တကယ်လုပ်တဲ့သူတွေကိုမဟုတ်ပေးခြင်းတဲ့သဘော bonus ပေးခြင်းတဲ့သဘောပေါ့တခြားဟာတွေကတော့ trade ထူဘာမှမပါပါဘူးဒီတိုင်းပဲတပ်ပုံရိုက်တဲ့ပွဲပေါ့အဲ့လိုမျိုးတပ်ပုံရိုက်မယ် line မတက်မယ်ဒီလောက်ပါပဲဟုတ်ကျေးဇူးပါဟုတ်ကဲ့ပါရှင်